ကလပ်စံချိန်တင်ပြောင်းရွှေ့ခြင်းအသုံးပြုကြတဲ့နှစ်ဖြစ်လာနိုင်တဲ့ပရီးမီးယားလိမင်္ဂလာပါလာမယ့်2026 20ကုန်ဘောလုံးရာသီတဲ့အတွက်အသင်းတိုင်းကပြင်ဆင်ပြောင်းလဲမှုများစွာပြုလုပ်နေခဲ့ပြီးဒီထဲမှာအသင်းကြီးလည်းမဟုတ်အသင်းငယ်လည်းမဟုတ်တဲ့စပါးတော်အသင်းမျိုးတော်မှာပါဝင်နေခဲ့တာပါဒါကိုကြည့်ချင်းအပြင်လာမယ့်ရာသီတစ်ဟာတန်မန်ဘောလုံးရာသီတစ်ခုထက်ပိုပြီးတော့ကြီးကျယ်ခမ်းနားလာနိုင်တာကိုမြင်တွေ့ရမယ့်အရေးအယောင်တစ်ခုပါဒါအပြင်လက်ရှိအပြောင်းအရွှေ့မှာအသင်းတိုင်းကကလပ်စံချိန်တင်ပြောင်းရွှေ့ခြင်းတွေကိုအသုံးပြုနေကြပြီးဒါလုံးမှာတော့ကလပ်အသင်း3သင်းကကလပ်စံချိန်တင်ပြောင်းရွှေ့ခြင်းတွေနဲ့ကစားမသစ်တွေကိုခေါ်ယူအားပေးထားခဲ့ကြတာပါဒီသင်းတွေကတော့စပါချဲစီနဲ့မန်စတီတို့ဖြစ်ကြပြီးတခြားသောအသင်းအသင်းဖြစ်တဲ့လီဗာပူးနဲ့အာဆင်နယ်တို့ကလည်းကလပ်စံချိန်တင်ပြောင်းရွှေ့ခြင်းတွေကိုအပြောင်းအရွှေ့တွေမပေးခင်မှာအသုံးပြုသွားပွဲရှိနေကြတာပါစပါတင်ယာနျူကာဆယ်ကတွန်နာလီဝက်ဆန်ကဖာနန်ဒန်နဲ့ဘရိုက်တန်ကဘန်ဟန်ကီတို့သုံးပေါင်းပေါင်တန်း150နီးပါးအသုံးပြုထားခဲ့တာပါဒီထဲမှာတွန်နာလီကိုခေါ်ယူရမှာပေါင်တန်း100အထိပေးခဲ့ရပြီးတွန်နာလီဟာစပါသမိုင်းမှာဈေးကြီးဆုံးစားသမားဖြစ်လာခဲ့ပါတယ်စပါတင်ယာပေါင်85တန်းနဲ့ဖာနန်ဒန်ပေါင်တန်း100နဲ့တွန်နာလီတို့ကိုရှေ့စင်းအောင်ဆင့်ခေါ်ယူခဲ့တာကြောင့်ဒီကစားမအသစ်နှစ်ဦးမတိုင်ခင်ဈေးကြီးဆုံးပြောင်းရွှေ့ကတော့ပြီးခဲ့တဲ့ရာသီကပေါင်50တန်းနဲ့လိုက်စစ်တင်ကခေါ်ထားခဲ့တဲ့ကွင်းလယ်လူစားပြီးဆိုင်မုံကရပ်တည်နေခဲ့တာပါစပါတင်ကတော့နောက်ဆုံးနေရာသီဆက်တိုင်းအဆင့်15အပြင်ဘက်မှာရပ်တည်နေခဲ့တာဖြစ်လို့လာမယ့်ရာသီတက်မှာတော့အဆင့်10အတွင်းဝင်ရောက်နိုင်အောင်စနေနေ့အပြောင်းရွှေ့တွေကိုစက်တိုက်လှုပ်ဆောင်နေခဲ့တာပါပိုင်ရှင်အသစ်တော့ဘော်လေးဖြစ်လာပြီးကြတဲ့ကမွေကိုရေလောသုံးနေတဲ့ချင်းစီတင်ကတော့ဒီဟာဒီလော့ပရီးမီးယားလိရဲ့ဈေးကြီးဆုံးဖြစ်နေခဲ့တဲ့အပြောင်းရွှေ့တစ်ခုကိုလှုပ်ဆောင်ထားခဲ့တာပါဒီပြောင်းရွှေ့ကတော့ဗီလာကွင်းနယ်လူမော်ဂန်ရောဂျာကိုပေါင်118တန်းနဲ့ခေါ်ယူထားခဲ့ပြီးမော်ဂန်ရောဂျာချဲစီသမိုင်းရဲ့အသေးကြီးဆုံးကစားမဖြစ်လာခဲ့ပါတယ်ချဲစီတဲ့မော်ဂန်ရောဂျာပြင်တခြားသောကစားမသစ်3ဦးအတွက်လည်းပြောင်းရွှေ့ခြင်းပေါင်တန်း100နီးပါးအသုံးပြုထားခဲ့တာကြောင့်ချဲစီတဲ့ကတော့ကစားမသစ်4ဦးပေါင်းပေါင်တန်း120လောက်ထိအသုံးပြုထားခဲ့တာပါချဲစီတဲ့မော်ဂန်ရောဂျာမတိုင်မီကဘေဘီကာကွင်းနယ်လူအန်ဆိုဖာနန်တက်ကိုပေါင်103တန်းနဲ့ခေါ်ယူခဲ့ပြီးမော်ဂန်ရောဂျာဈေးကြီးဆုံးဖြစ်ခဲ့တဲ့အန်ဆိုဖာနန်တက်ရဲ့ပြောင်းရွှေ့ခြင်းတဲ့ပုံများသွားခဲ့တာပါဈေးကြီးတဲ့အပြောင်းရွှေ့တဲ့အကြောင်းကိုပြောရင်မန်စတီးတင်ကိုဘယ်တော့မှမေးလို့မရဘူးဆိုတာ Forex ကွင်းလူအန်နာဆန်ကိုပေါင်116တန်းနဲ့ခေါ်ယူခဲ့ပြီးမန်စတီးတင်ကတက်တည်ပြခဲ့တာပါမန်စတီးတင်ကအန်နာဆန်ကိုခေါ်ယူရမှာကလပ်စံချိန်တင်ပြောင်းရွှေ့ခြင်းတရနဲ့ခေါ်ယူခဲ့တာဖြစ်ပြီးအန်နာဆန်မတိုင်မီမန်စတီးအသင်းနဲ့ဈေးကြီးဆုံးပြောင်းရွှေ့ကဘီလာအသင်းကောင်းဆောင် Grealish ကိုခေါ်ယူခဲ့စဉ်ကဖြစ်ခဲ့တာပါမန်စတီးတင်က Grealish ကို2021ခုနှစ်ကပေါင်တန်း100နဲ့ကလပ်စံချိန်တင်ပြောင်းရွှေ့စင်းဝင်ခဲ့တာပါစပါချဲစီမန်စီတို့ဟာကလပ်စံချိန်ပြောင်းရွှေ့ရေးတွေကိုအသုံးပြုထားခဲ့တယ်လို့လီဗာပူးတင်းကလည်း PSG တောင်ပိုင်းကစားမဘာကိုလာနဲ့အာဆင်နယ်ကရီယယ်မက်ဒရစ်တောင်ပိုင်းကစားမဘီနီရှက်တို့ကသာခေါ်ယူဖြစ်ခဲ့ရင်ဒီအပြောင်းရွှေ့တွေကလည်းကလပ်စံချိန်အပြောင်းရွှေ့တွေဖြစ်လာမှာပါလီဗာပူးတင်းကဘာကိုလာအတွက်ပေါင်တန်း150လောက်အသုံးပြုရမှာဖြစ်တယ်လို့အာဆင်နယ်တင်းကလည်းဘီနီရှက်အတွက်ပေါင်တန်း130ကျော်အသုံးပြုသွားရမှာပါဗီယိုလီကဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ဒုတိယစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ